ကဲဒီနေ့မှာတော့ brother တို့အတွက် promo diamond တွေဘယ်နှလုံးရမလဲပြီးတော့ promo diamond တွေကိုအကျိုးရှိရှိနဲ့ဘယ်လိုနေရာတွေမှာအသုံးချရမလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်တို့ promo diamond တစ်ရက်ကိုဘယ်နှလုံးလောက်ရမလဲဆိုတာကနေစပြီးတော့ပြောလိုက်ရအောင်promo diamond event မှာနေ့စဉ် login အတွက် diamond အလုံး20ပေးထားပြီးတော့ကျွန်တော်တို့တငယ်ချင်းတွေနဲ့ game နှစ်ပွဲစောဒါမှမဟုတ် diamond recharge လုပ်မယ်ဆိုလို့ရှိရင် diamond အလုံး20ပေးပါတယ်နောက်ပြီးဂိမ်းနှစ်ပွဲပြီးအောင်ဆော့မယ်ဆိုရင်လည်းသူ့အနေနဲ့ promo diamond က15လုံးပေးမှာဖြစ်ပါတယ်။အဲဒီတော့ကျွန်တော်တို့ promo diamond ကတစ်ရက်ကို55လုံးတိတိကိုရရှိနိုင်မှာပဲဖြစ်ပါတယ်။ promo diamond event က15ရက်ကြာလာမှာဖြစ်ပြီးတော့ကျွန်တော်တို့ကနေ့စဉ် task လေးတွေကိုပုံမှန်ပြီးအောင်လုပ်သွားမယ်ဆိုလို့ရှိရင် promo diamond 825လုံးတိတိကိုရရှိနိုင်မှာပဲဖြစ်ပါတယ်။825လုံးဆိုတာအကြမ်းမြင့်လို့တတ်မှတ်လို့ရပြီးတော့တခြားနေရာတွေကနေလည်းကျွန်တော်တို့ promo diamond လေးတွေကိုဂုံလို့ရအောင်မှာပဲဖြစ်ပါတယ် promo diamond ဘယ်နှလုံးလောက်ရမလဲဆိုတာကိုလည်းတိပြီးဆိုတော့ဒီဗီဒီယိုရဲ့ main point ဖြစ်တဲ့ပြန်လာတော့မဲ့ promo diamond နဲ့ရွေးချယ်စရာတွေကဘာတွေရှိမလဲဆိုတာကိုပြောပြပေးပါမယ်ပထမအဦးဆုံးရွေးချယ်စရာတစ်ခုကတော့ epic record ပဲဖြစ်ပါတယ် promo diamond တွေကိုသုံးပြီးတော့ epic record ကို diamond တစ်လုံးနဲ့ဖောက်လို့ရမှာဖြစ်ပြီးတော့သူ့အနေနဲ့ကံကောင်းမဲ့ဆိုလို့ရှိရင်တော့ကိုက diamond ထပ်ဆိုင်စရာမလိုဘဲနဲ့လည်း epic record ကိုရနိုင်ပါတယ်ဒီနားမှာခဏနေကို diamond ဆိုင်ရတယ်ဆိုတာကလေepic record ဖောက်တဲ့အခါမှာ promo diamond နဲ့တွဲသုံးဖို့အတွက်ရိုးရိုး diamond ကတော့လိုအပ်မှာဖြစ်ပြီးတော့ promo diamond ကုန်သွားပြီဆိုမှเนาะ promo diamond ကုန်သွားပြီဆိုမှရိုးရိုး diamond နဲ့ဖောက်ရမှာပေါ့เนาะဒီလောက်ဆိုသဘောပေါက်မယ်လို့ထင်ပါတယ်ကဲဆိုဗီဒီယိုလေးကိုပြန်သွားလိုက်အောင်ကဲဒုတိယတစ်ခုကတော့ epic skin တွေပဲဖြစ်ပါတယ်တကယ်လို့ brother တို့က promo diamond အနေနဲ့ရှေ့ရ record ဆိုတာကြီးကိုမဖောက်ခဲ့ဘူးဆိုလို့ရှိရင်တော့ဖြင့်ဒုတိယရွေးချယ်စရာအနေနဲ့ကြော်လို့epic skin တွေဝယ်စားလို့ရမှာဖြစ်ပါတယ် epic skin တွေကိုတော့ကျွန်တော်အနေနဲ့ promo diamond သုံးလို့ရကန်ဒီအချိန်မှာ best skin တွေကိုဝယ်တင်လဲ best skin တွေတော့မဝယ်တင်ဘူးလဲဆိုတာကိုတော့ကျွန်တော်အနေနဲ့ဗီဒီယိုလေးလုပ်ပြီးတော့အသေးစိတ်ပြန်တင်ပေးတော့ပါဦးမယ် bro တို့ရေနောက်ဆုံးရွေးချယ်စရာတစ်ခုကတော့ကျွန်တော် promo diamond နဲ့အတူအသစ်ထွက်လာမယ် Selena ရဲ့ Zenith skin ကြီးကိုဂုံးမှာပဲဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်ဒီ Selena ရဲ့ Zenith skin အသစ်ထွက်လာမယ် event ကြီးထဲမှာ promo diamond နဲ့လည်းလှည့်လို့ရမယ်လို့သိထားရပါတယ်အဲ့ဒီတော့ဒီ Zenith skin event ကြီးမှာဆိုလို့ရှိရင်ကျွန်တော်တို့က promo diamond သုံးပြီးတော့လည်းဒီ skin ကိုဖောက်လို့ရတယ်လို့မျိုးအခုနေ့ထဲမှာလည်း tin gathering event ကနေပြီးတော့ဒီ Castle Calendar event မှာသုံးဖို့အတွက် free token 10ကတ်ကိုအလကားပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျွန်တော်အနေနဲ့ကတော့တွားရောက်ပြီးတော့ဂုံးဆဲမှုပဲပြောချင်တယ်အဲ့တော့ကျွန်တော်တို့က promo diamond ရဲ့ free ရထားတဲ့ free token တွေရဲ့နောက်ပြီးတော့ free token phase 1 phase 2တာပေါင်းပြီးတော့ဂုံးဆဲလိုက်မယ်ဆိုရင်တော့ Selena ရဲ့ Zenith skin ကြီးကိုဂုံးဆဲနိုင်တော့မှာဖြစ်ပါတယ်ကဲအဲ့ဒီတော့ promo diamond ကိုသုံးလို့ရမယ့်နေရာ၃ခုကိုတော့ကျွန်တော်အနေနဲ့ပြောပြပေးသွားပြီ bro တို့ကရောဘယ်နေရာမှာ promo diamond ကိုသုံးမယ်လို့စဉ်းစားထားလဲ comment လေးမှာမှတ်ခဲ့ပေးပါဦးနော်